screenshot ချစ်တဲ့ညီကိုလေးမင်္ဂလာပါကျွန်တော်ကတော့အောင်ထပ်ပါပူရန်ပူ 0.45 2 မီတာလေးကျွန်တော်ဖြတ်မှာက20 150အစုံကြီးဘယ်လောက်ထွက်မယ်ဆိုတာကြည့်ရအောင်နော်ကျွန်တော်မှတ်ပြီးတော့ကတော့20 150ဖြတ်66စုံခွဲလောက်ထွက်တယ်ဗီဒီယိုရဲ့ခံမှန်းကြခြင်းက15မိနစ်လောက်ဖြစ်ပါလိမ့်မယ်ကျွန်တော်ဘယ်လောက်ထွက်မလဲကြည့်လိုက်အောင်ကျွန်တော် play ကတစ်ခါပြန်ရင်သူက9စုံထွက်တယ်ပေါ့နော် sorry 9ချောင်းနော်9ချောင်းထွက်တာအဲ့တော့9ချောင်း4ခါရယ်4ချောင်းတစ်ခါရယ်ဆိုရင်ကျွန်တော်တို့အစုံ20ပေါ့နော်အခုဖြတ်ပြမဲ့ဗီဒီယိုမှာလည်းအဲ့ဒီတိုင်းပဲသွားပါမယ်9ချောင်း4ခါရယ်4ချောင်းတစ်ခါရယ်နော်အစုံ20အဲ့လိုသွားမယ်အဲ့ဆိုကျွန်တော်တို့ဘယ်လောက်ထွက်လဲကြည့်ရအောင်ကျွန်တော်မှတ်မိတာတော့2 မီတာတလိပ်ဆိုရင်လေ62စုံပဲထွက်တယ်ဒါပေမဲ့တစ်ခါတည်းကြာရင်လည်းဟိုကျူးဖြတ်ထားတဲ့အတိမ်အဆောင်တွေကြောင့်ဟုတ်62စုံပဲမထွက်တော့ဘူးပေါ့နော်62စုံပေါ့တခါတည်းသူတို့ဖြတ်ထားတာနည်းနည်းရှိနေတယ် sorry တခါတည်း66စုံပဲပေါ့နော်တခါတည်းသူတို့ဖြတ်ထားတာနည်းနည်းရှိတယ်ဆိုရင်လည်း69စုံလောက်ထိထွက်တယ်အတိအကျတော့မရှိဘူးပုံမှန်2000 mmဆိုရင်66စုံပဲထွက်တယ်နော်ဟိုတီကျုပ်ဖြတ်တဲ့အခါမှာလေအလီအတွင်းရှိတာလို့မရှိတာလို့ဆိုတာကကိုဘလောက်ဖြတ်ထားရဲကိုဘလောက်ဖြတ်ထားပြီးပြီလဲဆိုတော့အလီညက်ပုံမှန်မှုဒီလေးမယ်နော်ကျွန်တော်တို့တီကျုပ်ဖြတ်ရင်ဘယ်လိုပဲဖြတ်အလီအတွင်းမထွက်ဘူးနော်စဖြတ်တဲ့အဖျားလေးတွေပဲနည်းနည်းထွက်တာနောက်ပိုင်းကအလီနဲ့မထွက်ပါဘူးနော်အဲ့တော့တီကျုပ်ဖြတ်စားရှိတဲ့လူတိုင်းကအလီအတွင်းထွက်တယ်ဆိုတော့အတော်ရှားပါတယ်ရှားတယ်ဆိုတာ150မဟုတ်ပြောတာနော်တကယ်လို့မှ160လို့180လို့ဆိုရင်တော့ဘေးပုတ်သားကြီးထွက်တာပေါ့အဲ့လိုဆိုရင်တော့ဟိုကျိုးတွေအလကားဖြစ်တာပေါ့နော်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီနော်ဘာလို့လဲဆိုတော့အဆုံးသက်ကြရင်နည်းနည်းဟိုဘိုးစုရရကြလေးလည်းပြောပြမယ်လေဆိုတော့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီခမန်းကြာချိန်တော့စီရုပ်တလိပ်ဆိုရင်ကျွန်တော်ဖြတ်ရင်စကားမပြောဘဲနဲ့ဖြတ်73မိနစ်ပေါ့လေအခုကညီကိုလေးကိုစကားပြောတာလေးရောပြတာလေးတွေရောဆိုတော့15မိနစ်16မိနစ်အဲ့တော့ကြာမယ်ထင်ပါရဲ့။ဘာလိုက်ကြည့်ပြီးပေါ့နော်ဘုသတရရတာပေါ့။ပြီးတော့ဗီဒီယိုအဆုံးကြရင်ဒါကိုကျွန်တော်ဘာကြောင့်ဘလို့ကိုင်းလဲဆိုတာလေးပြမယ်နော်။အခုကတော့ကျွန်တော်ဓာတ်ကိုင်းတဲ့ပုံစံကြီးကိုလည်းမြင်ပါပါ။ဟိုသူများကြီးလည်းမတူဘဲနဲ့တမူကွဲနေနေမယ်။ဘာလို့လဲဆိုတော့အဲ့ဒါကကိုင်းရတာပေါ့ပွားနဲ့တတ်တာလို့လေ။ကျွန်တော်4ဖြတ်ဖြတ်ပြီးတော့လေနောက်ထပ်မူတစ်စုံကျကျွန်တော်10ဖြတ်ပဲဖြတ်တယ်။ဘာလို့လဲဆိုတော့4ဖြတ်ဖြတ်ပြီးသွားတိုင်းသူကကျိုးလေးချောင်းထက်မှ20ပြည့်အောင်အဲ့ဒီဆိုတဲ့အခါကျတော့ကျွန်တော်က10ချောင်းဖြတ်တယ်ဒါမှ20လောက်ကိုထွက်အောင်ပေါ့နော်။9ချောင်းဆိုရင်အဲ့ဒါတစ်ခုကပိုးနေအောင်ဒါကကြမေ့ပြီးစီးလိုက်ခြင်းအဲ့မှာ20နဲ့တစ်ချမ်းနေမှဖြတ်နေအောင်အဲ့လိုချောင်းလို့လေနော်။3 4ဒါဆိုရင်ဒါကအစုံ20အစုံ20ဒီမှာလည်း4ချောင်းပဲဒါလေးလည်းပြေးပုံထားလိုက်မယ်နော်ဒါဆိုတော့တဲ့မူနဲ့4ကဖြတ်ပြီးတဲ့အခါကျရင်အစုံ20ထည့်ရပြီပေါ့ကျွန်တော်လေးရပေါ့ဝါဖြစ်နေလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဓာတ်ကိုင်းတဲ့ပုံစံမတူဘူးပေါ့နော်ဟိုလက်ကြီးနဲ့စုပ်ကိုင်းကျွန်တော်တော့ပင်မန်းနေထင်တာလေပြီးတော့ကျွန်တော်ဘာလို့အဲ့လိုကိုင်းရဆိုတော့အားလေးလည်းပြမယ်နော်အဲ့ဒါလေးကဗီဒီယိုအဆုံးကျရင်ပြမယ်ဘာလို့အဲ့လိုကျွန်တော်ကိုင်းရလဲဆိုတော့ဒါပေမဲ့ကျွန်တော်ကိုင်းတော့အမှန်လို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်ကြိုက်တဲ့အတိုင်းကျွန်တော်ကိုင်းတာကိုပြောတာဒါကြောင့်ကျွန်တော်ကိုင်းတာအမှန်လို့ဘာလို့မဟုတ်ဘူးလို့ဟုတ်တယ်လို့မြင်နေမှာဆိုလို့
တရေကျိုးလေဖြတ်ပြီးတဲ့အခါကျရင်ဒီလိုမျိုးတွေထက်လိုက်တော့အဲ့ဒါအပေါ်နဲ့အောက်နဲ့လည်းညီညီစီစီလေးဖြစ်တယ်အဲ့လိုမထက်ပဲနဲ့လေတချောင်းကြံနေတာတရေကျိုးလေဖြတ်ပြီးတော့အကုန်လုံး9ချောင်း10ချောင်းလုံးလုံးစုပြီးကိုင်လိုက်တာလေကျုပ်ပြတ်တဲ့ခါကျတော့အချိန်ပြန်ပြီးရတာဘောနော်ဘာမှမထူးဘူးပေါ့ကျွန်တော်တို့ကျတော့ဟိုသူများကိုပေးရမှာဆိုအကုန်လုံးတစ်ခါဒီလိုလေးပဲတက်တက်ရလေးထပ်လိုက်ပဲပေါ့နော်ချင်းကြီးကိုအဖြတ်ပြီးဒီလိုအကုန်လုံးစုပြီးလို့ကိုင်းတယ်ဒီကျိုးတွေအပေါ်တွေအောက်တွေအဲ့လိုပေါ့တစ်ခါကျရင်ပြန်ယူလို့ရတယ်တစ်ခါကျတော့ပြန်ယူလို့မရတယ်ကျွန်တော်ဒီလိုလေးထပ်တာကိုကြိုက်ပါတယ်ညီကိုတွေတကယ်လို့ကိုယ့်ကိုဖြတ်ဖြတ်မှဆိုတယ်ဒီကျိုးဒီလိုလေးတစ်ခါထပ်ပါနော်နောက်နေ့ကျရင်ပြည်ရတဲ့ဖြတ်ပုံဖြတ်နည်းလေးပြမယ်နော်ပြည်ရတဲ့ဖြတ်ပုံဖြတ်နည်းလေးပြမယ်ပြီးရင်လေတချို့ညီကိုတွေလည်းဝေမျှထားပါတယ်ဒါပေမဲ့မသိတဲ့ညီကိုတွေကြံနေကြသေးတယ်နော်အဲ့တော့ကျွန်တော်ပြည်ရန်ကင်ပြီးတော့ဖြတ်တဲ့ဖြတ်ပုံဖြတ်နည်းလေးပြပေးမယ်မနေ့ကကြရင်ဒီနေ့ကတော့ဒါမူနဲ့ဖြတ်တာရယ်ပြီးတော့ဟိုအရင်နဲ့အဖျားပေါင်းရင်30ပေါ့19 17တို့12 18တို့20 10တို့နော်အရင်နဲ့အဖျားပေါင်းရင်30ဖြတ်တဲ့အခါကျရင်2မီတာတလေးကိုဘယ်လောက်ရလဲဆိုတာဒါတစ်ခါလေးဖြတ်ပြတာပေါ့နော်66စုံမရပါဘူးလို့ဘာလို့ပြောနေလူတွေလည်းပြောကြတယ်အဲ့တော့ကျွန်တော်ပြောမနေတော့ဘူးကျွန်တော်အလုံးနဲ့ပဲတက်တည်ပြလိုက်တော့မယ်နော်ပြီးတော့ညီကိုတွေပို့သေးခြင်းလဲကယ်ကူလီတာလေးကင်နေပါလွယ်ပါတယ်ဟုတ်တယ်မလား2မီတာမှာ2000မီလီမီတာရှိတယ်အဲ့ဒါကိုအရင်အပြပေါင်းရင်30ရှိရင်150ဆိုတော့ကန့်လန့်ဖြစ်တာပဲလေအဲ့တော့အဲ့30နဲ့စားလိုက်အဲ့ဒါ66.5ရတယ်ခင်ဗျာဒါပေမဲ့တရုတ်ကလာတဲ့ဟိုအလေးတွေမှာနည်းနည်းလေးတူတာရှိတယ်နည်းနည်းရှိတာရှိတယ်တခါကျရင်ဒီလိုဟာကိုပဲဟို150ပြည့်တာရှိတယ်150ထက်နည်းနည်းကျော်တာရှိတယ်150ထက်နည်းနည်းလေးလူနေတာရှိတယ်ပေါ့နော်ကျွန်တော်တို့150ထက်နည်းနည်းလေးလူနေတဲ့ဟာတွေဆိုရင်တော့ကျွန်တော်ကအရှိဖြတ်တဲ့အချိန်မှာတုံးလိုက်တယ်ဘာလို့လဲဆိုတော့သူကကန့်လန့်ဖြတ်ကြတာဟုတ်ကန့်လန့်ဖြတ်ကြတာဘေးပို့တာထွက်တဲ့အတွက်အရှိဖြတ်တဲ့နေရာမှာတုံးလိုက်တယ်အတူကြတော့သူတို့ပြစ်တဲ့အခါကျရင်တူနေမှာဆိုလို့လေနော်ဒီလိုဖြတ်တဲ့အခါမှာလည်းသူတို့တစ်ခါလေးဖြတ်နည်းနည်းလေးတူသွားတာရှိတယ်နည်းနည်းလေးရှည်သွားတာရှိတယ်ဥပမာ2000မီလီမီတာထက်နည်းနည်းလေးရှည်သွားတယ်နည်းနည်းလေးတူသွားတယ်အများကြီးတော့မဟုတ်တကယ်နည်းနည်းမှ1မီလီ2မီလီပေါ့နော်အဲ့ဒါလောက်ပဲတခါလေးကြာလဲ5မီလီလောက်ပါအဲ့ဒါလောက်ပဲအဲ့ဒါတော့အများကြီးတူရှိမှာပေါ့ဒီများတော့ဖြစ်ညီရပေါ့နော်အဲ့လိုမျိုးအတူအရှိကွာတဲ့အခါကျရင်66စုံပဲထွက်တာရှိတယ်တခါလေးမှာ68စုံအတိလောက်ထွက်တာမျိုးရှိတယ်ပုံမှန်အပြင်တော့66.5စုံထွက်တယ်ပေါ့နော်ဒါ20ကဒါဒီနေ့ညီလေးပြည့်စုံညမှာထားလို့လေဒါညီလေးပြည့်စုံညီပြေဖို့ဖြတ်နေရပါအခုလေကျွန်တော်ပေးတဲ့400လို့တမီတာကို12000ကိုကျွန်တော်ဖြတ်ခန့်မယူပါလို့ပါလေညီကိုတွေအဆင်ပြေစေချင်လို့နော်ဟိုပြန်ရောက်မညီကိုတွေကြာရင်လေကျွန်တော်ဒီထက်ထပ်လျှော့ပြီးလို့မရတော့ဘူးသိလားဘာလို့လဲဆိုတော့ဟိုအကုန်လုံးကိုတန်းနဲ့ဖြစ်စေချင်လို့လေနော်ညီကိုတွေပြန်ရောက်မှရောက်တဲ့အခါကျရင်ကိုယ့်နယ်လိုက်ပေါ်လေကိုယ့်ကိုတဲကားရှိမယ်ဟုတ်တယ်မလားပြီးရင်ကိုထုတ်ခပိုးကားရှိမယ်အဲ့တော့ကိုယ့်ကိုအဆင်ပြေတဲ့ဈေးပြန်ရောက်တော့ကျွန်တော်ကတော့ဒါကျွန်တော်ပေးနိုင်တဲ့အဈေးအသက်သာဆုံးဈေးပေါ့လေတနိုင်ငံလုံးဘယ်မှမရအောင်ဟိုမီတာလိုက်ယူရင်တော့မှပဲအဲ့ဒီဈေးနဲ့မရနိုင်ဘူးပေါ့နော်အဲဆိုတော့ကျွန်တော်ဖြတ်ပြီးတယ်လူရင်းတဲ့ site ကိုပြောအကုန်ဖြတ်ပြီးတယ်နော်အဲ့တော့1မီတာ12000 2မီတာမှ2400တော့ပုံမှန်ဆိုဖြတ်ခ9000ယူတယ်အခုမယူဘူးညီကိုအကုန်အဆင်ပြေအောင်လို့ဆိုတော့ဒီဈေးကဘယ်မှာမှမရနိုင်ဘူးနော်ကျွန်တော်ဒီတစ်ခေါက်သွင်းရလဲနည်းနည်းတက်တာတယ်ကားကလည်းနည်းနည်းတက်တာတယ်ဒီတစ်ခေါက်ကအဲ့ဒါကြောင့်မလို့ကျွန်တော်ရှော့ပြတာပါဒါလေးကနည်းနည်းဒီမှာမညီရောက်တယ်လားမညီဆိုလို့အစားလေးကနည်းနည်းလေးဖယ်ပြလိုက်နော်
နေ့လုံးဖြတ်လို့ဒီဟာလေးစားရတရားလေးစားရဒါလေးပဲထွက်ကဲဒါလေးဆိုရင်အစုံ60ရပြီနော်ဒါရှစ်စုံပဲထွက်တော့ပုံပါပဲ9စုံထွက်သူတို့ဖြတ်တာနည်းနည်းလေးရှိတယ်တွေ့လား9စုံနည်းနည်းလေးပို့တွေ့လားဒါသူတို့ဖြတ်တာနည်းနည်းလေးရှိတယ်ဆိုတော့ဒါဆိုဘယ်လောက်ထွက်လဲဆိုတော့ဘုဘက9ကြောင်းနဲ့ဒီဘက9ကြောင်းနဲ့14ပေါ့ဒါဆိုဒါသူတို့ဖြတ်တာနည်းနည်းလေးရှိနေတယ်နော်ဒါဆိုတော့60နဲ့9စုံနည်းနည်းလေးရှိနေနော်တော့ဒီမှာ9ကြောင်းဒီမှာ5ကြောင်း14ကြောင်းဒါလေးကတော့တူတူလေးပဲနော်ဒါလေးပဲဆိုတော့60နဲ့9စုံဒါကသူတို့ဖြတ်တာနည်းနည်းလေးရှိနေလို့ပုံမှန်ဆိုရင်66စုံခွဲပဲထွက်တာနော်အဲ့တော့2မီတာတလိပ်ကို20 10ပဲဖြစ်ဖြစ်19 17ပဲဖြစ်ဖြစ်12 18ပဲဖြစ်ဖြစ်ဖြတ်ရှင်66စုံကျော်တယ်နော်66စုံကွယ်နည်းနည်းရှိတဲ့ကျိုးတွေမှာ68စုံနည်းနည်းတိုးတဲ့ကျိုးတွေမှာကြာရင်66စုံနော်များသောအားဖြင့်66စုံကွယ်ထွက်တယ်နော်ဒါလေးဖြတ်ပြတာပါဗီဒီယိုဘယ်လောက်ဖြစ်သွားလဲလည်းမသိဘူးပြီးတော့ဒါကဘာလို့ဒီလိုကန်ရဆိုတော့ကျွန်တော်ပြမယ်ဒီမှာတွေ့လားအထက်ကလေးကန်လို့ဒီမှာအထက်ကလေးကန်လို့နော်ပြီးတော့ဒါကတကယ်သေရလေးတီးတာမဟုတ်ဘူးပုံမှန်လေဒါများသောအားဖြင့်သူတို့ထုတ်တာပိတ်စာရည်ကြီးတာနော်အဲ့တော့ဒီလိုကန်ပြီးတော့ဒီလိုဆိုရင်အားဆိုင်ရတယ်တော်တော်လေးပြန်မယ်အဲ့တော့ဒီလိုလေးကန်ပြီးတော့ဒီလိုဖြည်းဖြည်းလေးတွန်းလိုက်ရင်ပြတ်တယ်အတူတူပဲဒီကဓာတ်ထပ်ဖို့ပဲလိုတယ်နော်ကဲညီကိုလေးတက်နော်ဒါ20 10 150ဖြတ်ခြင်း2မီတာတက်လေးကိုဘယ်လောက်ထွက်တယ်ဆိုတာညီကိုလေးကိုပြတာနော်ပုံမှန်66စုံခွဲထွက်တယ်နည်းနည်းသူတို့ဖြတ်တာနည်းနည်းလေးတူနေတာမညီတာရှိရင်66စုံထွက်တယ်နည်းနည်းလေးသူတို့ဖြတ်တာရှိရင်68စုံထွက်တယ်နော်